ရေစစ်စေးကြောင်အဟောင်းပြုပြင်အသက်ရှင်ကြောင်တရားသည့်ဆိုတဲ့ကဲ့သို့ကျွန်တော်တို့ဘွဲဘွားတန်တရားမိသူညွှန်ဆက်မှာတွားရောက်ကုသိုလ်ဒါနပြုခဲ့ပါတယ်အခုမြင်တွေ့နေရတဲ့အခြေအနေမှာဆိုရင်ဒါဘာမှတန်ရှင်းမလုပ်ရသေးတဲ့အခြေအနေပါတယောက်နဲ့တယောက်မခိုးမကတ်မလျှော်သောဇွဲလုံးသားတွေနဲ့စတင်ပြီးတော့တန်ရှင်းရေးတွေပြုလုပ်နေကြတာဖြစ်ပါတယ်ဒါဆိုရင်လည်းအသက်ကြီးပေမဲ့မပြည့်စည်သေးဘူးဆိုတာကိုပြနေတာဖြစ်ပါတယ်ဂျင်းကြီးတွေကိုထုံးနေဖြူတပြက်စီးနေနဲ့လိုက်ပြီးတော့အကျန်းနဲ့တိုက်စစရအကုန်လုံးအစင်ပြေချောမွေသွားအောင်အတွက်ကျွန်တော်တို့ကကြိုးစားပန်းစားနဲ့ပင်ပန်းတာကိုဗနာတာမထားဘဲနဲ့အာသွန်ခွန်ဆိုင်ကုသဒါနကျူနေကြတာဖြစ်ပါတယ်တန်ရှင်းရေးတွေအကုန်လုံးအောင်မြင်စွာပြီးမြောက်သွားတဲ့အခါမှာတော့ကျွန်တော်တို့ဖွဲ့ဝမ်းမြောက်ပီတိဖြစ်ခဲ့ရပါတယ်အခုမြင်တွေ့ရတဲ့အခြေအနေမှာဆိုရင်လည်းရင်းနှီးတွေလည်းမရှိတော့သလိုလမ်းလျှောက်တဲ့အခါမှာလည်းချောချင်းတူချင်းမရှိတော့တဲ့အနေအထားကိုပြီးဆုံးအောင်မြင်စွာနဲ့ကုသိုလ်ဒါနပြုနိုင်ခဲ့ပါတယ်အခုလို့ပြီးဆုံးသွားတဲ့အချိန်မှာတော့အကုန်လုံးစုပြီးတော့လက်ပေးထိုင်ကိုချီတက်ဖို့အတွက်ပြင်ဆင်နေကြပါတယ်နောက်ထပ်ဘလော့တွေအများကြီးတင်ဆက်ပေးဦးမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ subscribe လုပ်ထားဖို့မမေ့ပါနဲ့